ဝင်းမီသူတိုင်းအသက်ဆုံးရှုံးခြင်းအောင်ပြူစားနိုင်စွမ်းရှိတယ်ဂျပန်နိုင်ငံကအမှောင်ဖုံးနေတဲ့တောအုပ်ကြီးဒါကတော့ဂျပန်မာတွေမကပဲတကမ္ဘာလုံးက Suicide Forest လို့သိကြတဲ့နေရာပါဂျပန်လူမျိုးတွေအတွက်ကတော့ Akegahara လို့ခေါ်ကြပြီးစိတ်သက်ပျော်ရွှင်နေတဲ့သူမျိုးဆိုရင်တော့ဒီတောအုပ်ထဲကိုလုံးဝမသွားဖို့တားမြစ်ထားကြပါတယ်အကြောင်းကတော့ဒီတောအုပ်ကြီးကနှစ်စဉ်နှစ်တိုင်းလူစားရဆိုတဲ့သတင်းတွေဇက်တိုက်ထွက်ပြီးတောတွေကိုရောက်သွားကြတဲ့သူတွေကလည်းလမ်းမှန်နေရာမှန်ကိုမရောက်လာပဲလုံးဝအဆက်အသွယ်မရအောင်ပျောက်သွားကြလို့ပဲဖြစ်ပါတယ်တချို့ကြတော့လေဒီတောအုပ်ကြီးကလူစားတာမျိုးမဟုတ်ပဲဒီတောအုပ်ထဲကိုဝင်လိုက်ပြီဆိုတာနဲ့တခြားကဘာတစ်ခုကိုခေါ်သွားပြီးတော့အဲ့လူကိုဘယ်တော့မှသူတို့ကဘာတွေကနေမထုတ်ပေးတော့ဘူးဆိုတဲ့အယူဆတွေရှိကြပါတယ်ထူးဆန်းတာကတော့ဒီတောအုပ်ထဲမှာတန်လိုက်အမြောင်တွေအလုံးမလုံးတော့ပါဘူးမြေအောက်မှာတန်တက်တွေများနေလို့ပြောကြပေမဲ့လေတော်တော်များများကတော့ဒီတောအုပ်ထဲရောက်ပြီဆိုတာနဲ့လမ်းပြောက်သွားတတ်ကြပါတယ်အထူးသဖြင့်ဘဝကိုလက်လျှော့ခြင်းတဲ့သူတွေဒီတောအုပ်ထဲကိုအများဆုံးလာတတ်ကြပြီးကိုပျော်ပျော်ရွှင်ရွှင်ဆုံးစင်လေးရှိကြပါတယ်ဒီအကြောင်းကိုလုံးဝမလွန်ဆန်နိုင်တဲ့ဂျပန်အစိုးရကလည်းဒီတောအုပ်ကိုတားမြစ်နေရပြစ်သတ်မှတ်ထားပေမဲ့လူပြောင်ဆုံးမှုတွေကတော့အခုချိန်ထိလုံးဝကိုမရပ်နားနေခဲ့ပါဘူး။ဒါကြောင့်ပဲအစိုးရကတောအုပ်အဝင်းမှာမင်းရဲ့အသက်ကမင်းမိဘတွေပေးထားတဲ့တန်ဖိုးရှိတဲ့လက်ဆောင်ပါတယောက်တည်းမခံစားပါနဲ့ဆိုတဲ့စာရန်လေးတွေချိန်ထားပြီးတော့ကဲတင်ဖို့ကြိုးစားကြပါရီ။လူချင်းမင်းတို့ရောဒီတောအုပ်ထဲကိုသွားတာနဲ့ကန်ဆိုးမယ်ဆိုတာကိုတည်ထားမယ်ဆိုရင်သွားပြကြမှာလားဆိုတာပြောပြသွားကြပါဦး။